တကယ်လို့ tournament ပြိုင်ပွဲတွေမှာ global ban ကိုသာကျင့်သုံးလိုက်လို့ရှိရင်ဘာဖြစ်သွားမလဲ global ban အကြောင်းမပြောခင်မှာ MLBB မှာအခုလက်ရှိ hero ဘယ်နှကောင်ရှိပြီလဲဆိုတာကိုကြည့်လိုက်အောင် MLBB ရဲ့ပထမဆုံး hero ကမာတာမိခင်ကြီးလေးလာဆိုရင်တော့မဟုတ်ပါဘူးเนาะမီးရပါတဲ့ MLBB ရဲ့ပထမဆုံး hero ကမီးရပါဆိုတော့အခုမီးရနေပြီးတော့အခု Obsidian လို့ခေါ်တဲ့ MM အထိကို hero ပေါင်း130ရှိပါပြီပြီးတော့ hero တွေကိုမောင်တွန်းကဆက်ထုတ်သွားဖို့ရှိပါတယ်ဒီတော့ထပ်တိုးလာဖို့ပဲရှိတာပေါ့နော် hero တွေဒါများလာတာပွဲတွေတော်တော်များများမှာကြီးလိုက်လို့ရှိရင် priority pick ပေါ့နော်ဦးစားပေး pick လောက်တာတွေက hero ကဒီ hero တွေပဲပတ်အဲ့ဒါကြောင့်မောင်တွန်းဘက်ကလည်း global ban ကိုလုပ်ဖို့စဉ်းစားနေတာဖြစ်နိုင်တယ်hero တွေကအထက်များလာမှာဆိုတော့ဒါနဲ့နေရာမှာတော့တစ်ခုလောက်ရတော့မယ်ပေါ့ဒါဆိုရင် global ban အကြောင်းပြန်သွားလိုက်အောင်ပုံမှန်အခု best of 3 best of 5 best of 7 series တွေမှာ hero တွေကိုတစ်ဖက်9កောင်စီ ban လို့ရတယ်အားလုံးပေါင်း10 ban ပေါ့နော်ပြီးရင်တစ်ဖက်9កောင်စီ pick လို့ရတယ်အခု global ban ဆိုတာကစီမီစီကန်တစ်ခုသတ်မှတ်လိုက်တာပဲဖြစ်ပါတယ်ဒီနေရာမှာသူပြောထားတဲ့ match ဆိုတာက best of 3ဒါမှမဟုတ် best of 5 best of 7 series ကိုပြောတာပါဒီလိုမျိုး series ပွဲတစ်ပွဲမှာဆိုပါစို့အခုဒီမှာကြည့်လိုက်လို့ရှိရင် game 1မှာ A7 က Papi Poo Uranus Bruno Joy Grok ကိုရွေးထားတယ် game 2ရောက်တဲ့အခါမှာ A7 ကဒီ9កောင်ကိုရွေးလို့မရတော့ပါဘူးဒါပေမဲ့သူတို့ရဲ့ပြိုင်ဘက်အသင်းဖြစ်တဲ့ ULF ကတော့ Papi Poo Uranus Bruno Joy Grok ကိုရွေးလို့ရပါသေးတယ်။ဒါပဲ Best of 3 series မှာ Game 3ရောက်သွားခဲ့သည်ရှိတော့အဲ့ဒီ Game 3မှာလည်းအရှိရာနှစ်ပွဲ Game 1နဲ့ Game 2မှာဘက်ကရွေးထားဘူးတဲ့10កောင်ဥပမာ A7 ဆိုလို့ရှိရင်လည်းသူ့အဲ့ဒီ A7 ကရွေးထားဘူးတဲ့10កောင်ကို Game 3မှာပြန်ပြီးတော့သုံးဝင်ရှိမှာမဟုတ်တော့ပါဘူး။ဘောကတော့ကိုယ်ပြိုင်ဘက်ရွေးချယ်ထားဘူးတဲ့ hero တွေကိုပြန်ရွေးလို့ရတဲ့ကိစ္စမရှိဘူးပေါ့နော်။ကိုရွေးထားခဲ့ဘူးတဲ့ hero တွေကိုဒါရွေးချယ်ခွင့်မရှိတော့တာပါ။ဒါက Best of 3ဆိုလို့ရှိရင်3ပွဲအများဆုံးပေါ့နော်။ဖြစ်မယ်။ Best of 5ဆိုလို့ရှိရင်9ပွဲအများဆုံးကစတိုက်ဒီလိုပုံစံပဲသွားမယ် Best of 3 Best of 5 series တစ်ခုချင်းစီတိုင်းကိုဒီတိုင်းပဲသွားမှာပါ Best of 7မှာကပဲတာ game 7 ထိရောက်သွားမယ်ဆိုလို့ရှိရင်တော့နောက်ဆုံး game 7မှာတော့ပုံမှန်ရွေးသလိုမျိုးပဲအကုန်ပြန်ရွေးပိုင်ခွင့်ရှိသွားပါပြီဒီ ban ကမရှိတော့ပါဘူး ban ကိုပြန်ပြီးတော့ reset ချလိုက်တဲ့တဘောပါပဲပိတ်သက်တွေကြားရေပန်းစားနေတဲ့ MPL Indonesia MPL PH တို့လိုမျိုးပြိုင်ပွဲတွေနောက် local မြန်မာပြိုင်ပွဲတွေမှာလောလောဆယ်မှာ global ban ဆိုတာကိုမကျင့်သုံးပေမဲ့လည်းတချို့ data ဆိုင်ရာပွဲတွေမှာစပြီးတော့ကျင့်သုံးနေပြီပဲဖြစ်ပါတယ်ပြီးတော့ game ကတော့ပိုခတ်လာဖို့ပဲရှိရောလက်တလုံးမှာတော့ဖိလစ်ပိုင်တွေကတော့အမြဲတမ်းနှာတပြားတာလိုက်ရမှာသူတို့ player တွေကိုမညအောင်တော့လုံးဝ MDL ဖိလစ်ပိုင်မှာအခု global ban ကျင့်သုံးနေတဲ့အပြင်ကိုမိန်းကလေးအသင်းတွေပါဝင်ကျုံနေတာเนาะတခြား global ban သုံးတဲ့ပြိုင်ပွဲတွေကတော့ဒီနှစ်စပိုင်းမှာကျင်းပတဲ့ MCC Season 5အခု M7 သွားဖို့အသင်းကိုရွေးထုတ်ပေးမဲ့ MPL Latam Season 4 Latin America ပဲပေါ့နော် Global Ban နာဖြစ်လာခဲ့ရင်ဘာတွေကြိုတင်ပြင်ဆင်ထားတင်လဲဆိုတာလည်းပြောပြပေးသွားပါမယ်မာပီမာက analyst တို့ coach ဖြစ်တဲ့နီးပြတွေအရန်နေနေပါသေးတယ် professional နီးပြတစ်ယောက်ဖြစ်ဖို့ဆိုတာတော်တော်လေးကိုမလွယ်ပါဘူး game အပိုင်းနေမကဘူးပေါ့နော်တင်းတင်းလုံးကိုဥဆောင်နိုင်တဲ့ leadership skill ကလည်းရှိဖို့လိုပါတယ် global ban ဖြစ်လာရင်တော့ပြိုင်ပွဲတွေမှာမြင်တွေ့ရလိမ့်မရှိတဲ့ hero တွေလည်းမြင်တွေ့လာနိုင်ပါတယ်ဒါကြောင့်အသင်းတွေအနေနဲ့က coach team ကိုပြင်ဆင်ထားတင်ပါတယ် pro player ဖြစ်ချင်တဲ့သူတွေအနေနဲ့ဆိုရင်တော့ hero pool ကိုချဲ့ထားတင်ပါတယ်မြန်မာအသင်းတွေအနေနဲ့ MLBB မှာနေရာတစ်ခုပြန်ရဖို့ဆိုလို့ရှိရင်အဲ့ဒါဒီတွေလောက်ထားဖို့လိုအပ်မယ်လို့သုံးသပ်မိပါတယ်ဒီနေ့ပါ